ပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်မျော်လင်းရမလို့မမျော်လင်းရမလို့နဲ့မမဆောင်ဖြစ်နေတဲ့ဂန်နာရီနဲ့ဆက်စကိုသတင်းဂန်နာရီနဲ့ဘန်ဂျွင်ဆက်စကိုတို့ရဲ့သတင်းကတော့လက်ရှိချိန်မှာမမဆောင်လို့ဖြစ်နေခဲ့ပြီးတော့ပရိသတ်တွေအနေနဲ့မျော်လင်းရမလို့မမျော်လင်းရမလို့တွေဖြစ်နေခဲ့တာပါအာဆင်နယ်တင်းနဲ့ဘန်ဂျွင်ဆက်စကိုတို့ရဲ့သတင်းတွေထွက်ပေါ်နေကြတာအချိန်ကာလတစ်ခုကျော်ကြာသွားခဲ့ဖြစ်ပြီးတော့အခုချိန်ပဲခေါ်တော့မလို့လက်ရှော့တော့မလို့နဲ့ကိုရီးယားဇလန်တွေတစ်ခုကြည့်နေရသလိုဖြစ်နေခဲ့တာပါကြီးနေရပရိသတ်တွေကလည်းခေါ်မယ်ဆိုလဲခေါ်ချလိုက်ပါတော့မခေါ်ဘူးဆိုလဲမခေါ်တော့ဘူးတဲ့တာအပြတ်ညင်းလိုက်ပါတော့ဆိုပြီးတော့ဖြစ်ကုန်ကြတဲ့အထိအာဆင်နယ်ဆက်စကိုဇလန်တွေကရင်းနှပါမနဲ့ဖြစ်နေကြရတာပါမခေါ်တော့ဘူးဆိုလဲနောက်တစ်ယောက်ပြောင်းပြီးတော့မျောလင်းလို့ရတယ်လို့ခေါ်မယ်ဆိုလဲလိုအပ်နေတဲ့တိုက်စမှုတစ်ယောက်ကိုပိုင်ဆိုင်ခွင့်ရပြီဆိုပြီးစိတ်လေးဖြစ်သွားကြမယ်အခြေအနေမှာအခုချိန်ထိခေါ်မှလို့မခေါ်လို့လုံနေခဲ့ကြတာပါကိုရီးယားကားတွေတောင်သူတို့တွေလောက်ပရိသတ်ပေါ်ဆွဲဆောင်နိုင်မှာမဟုတ်ဘူးလို့ဆိုမှဖြစ်ပြီးတော့အာဆင်နယ်ဆက်စကိုဇလန်တွေလေးကတော့မုံဆုံးမလေးမက်ကင်းကထက်တောင်မှပို့ပြီးတော့ဇက်ကြောဟာရှိနေခဲ့တာဖြစ်ပါတယ်တနေ့နေ့ဘာဖြစ်လာမလဲပေါင်းသွားတော့မှလားမပေါင်းတော့လားဆိုရဲပရိသတ်တွေကြားကဒီလိုတန်တွေကလည်းခုဆိုရင်ကျဲလောင်နဲ့စပြီးတော့ဖြစ်လာခဲ့တာကိုမြင်တွေ့နေခဲ့ကြပြီဖြစ်ပါတယ်ခေါ်မယ်ဆိုလဲခေါ်ချလိုက်ပါတော့ကွာဆိုရဲစိတ်မရှိတဲ့လေတန်တွေကလည်းဒေါသတန်တွေပါနေခဲ့တဲ့အထိပရိသတ်တွေကြားမှာတော်တော်လေးကိုစိတ်မရှိဖြစ်လာခဲ့ကြတာပါပြီးခဲ့တဲ့ရက်ပိုင်းကထွက်လာခဲ့တဲ့သတင်းတစ်ပုဒ်မှာအာဆင်နယ်အဆက်စကိုကိုကမ်းလှမ်းမှုတွေပြုလုပ်ရမှာ live စစ်အသင်းဘက်ကလည်းပြောင်းရွှေ့ခြင်းကိုယူရိုတန်း100အထိအလိုရှိနေခဲ့ကြတာဖြစ်သလိုဇာမာကိုရန်ကလည်းဂန်နာရီနဲ့စာတုပ်ချုပ်တဲ့ခါမှာသူတို့ရဲ့စာတုပ်ဖြတ်သိမ်းခြင်းကိုဈေးသက်သာနဲ့ပြန်လည်ပြီးတော့ထည့်သွင်းပေးဖို့တောင်းဆိုထားခဲ့လို့သိရပါတယ်။နောက်ပြီးတော့သူကိုရန်လည်းလားစာကောင်းကောင်းလိုချင်နေတဲ့အကြောင်းကိုပြောသွားခဲ့တာဖြစ်တယ်လို့သတင်းတချို့ကဖော်ပြထားခဲ့ကြပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေ။ဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်လို့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဆက်စကွဲတောင်းဆိုမှုကဂန်နာရီအတွက်အဆင်မပြေနိုင်တဲ့အခြေအနေမှာရှိနေခဲ့ပြီးတော့ဆိုဘာကစားမရဲ့အသင်းစီရောက်မလာခင်ကတည်းကတောင်းဆိုနေမှုတွေကအခွေထူးကန်တွေဖြစ်နေခဲ့ပြီးတော့အသင်းအတွက်တိတ်ပြီးတော့အဆင်မပြေသလိုဖြစ်နေခဲ့တာပါဒါတွေကြောင့်လဲဂန်နာရီယာဆက်စကိုခေါ်ယူဖို့ကိစ္စကိုလက်လျှော့သွားဖို့ရှိနေခဲ့တယ်ဆိုပြီးတော့သတင်းတွေကရေးသားဖော်ပြသွားခဲ့ကြပါတယ်ဒီပါနီဆက်စကိုနဲ့အာဆင်နယ်ဇလန်တခန်းရက်ပြီးလို့ထင်ထားခဲ့ကြတာပါအဲ့ဒီမှာဂန်နာရီဆိုလာခြင်းပါတယ်ဂန်နာရီအတွက်ကစားပေးခြင်းပါတယ်ဆိုရယ်ယိုဂရက်နဲ့အာဆင်နယ်သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့အသင်းစီကိုလိုအချိန်နဲ့ကစားပေးခြင်းနဲ့ကစားမကိုခေါ်ယူတော့ပြင်ဆင်လာခဲ့ကြတယ်ဆိုရင်သတင်းတွေဟာနောက်ဆက်တွဲအနေနဲ့ထွက်ပေါ်လာခဲ့ပြန်တာပါယိုဂရက်ရှာဂန်နာဖန်တွေသဘောကျတဲ့ကစားမတယောက်ဖြစ်ပြီးတော့အာရီတာကိုရိုင်းကဆက်စကိုသဘောကျတဲ့အတွက်ကြောင့်သာအသာကြီးနဲ့စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်တကယ်တမ်းဆက်စကိုတောင်းဆိုမှုတွေကဂန်နာဖန်တွေအတွက်အမျက်ထွက်ခြင်းစရာကောင်းနေခဲ့တာပါဒိုနဲ့အာဆင်နယ်နဲ့ဆက်စကိုဇလန်တွဲတွေလုံးယိုဂရက်နဲ့ဇလန်တွဲကိုမြင်တွေ့သွားပွဲရှိတယ်ဆိုပြီးတော့သုံးသပ်လာခဲ့တဲ့အချိန်မှာပဲဆက်စကိုကဂန်နာရဲ့ Instagram ကို follow လုပ်သွားခဲ့လို့သိရပါတယ်ခုလို follow လုပ်တာဘာကြောင့်လဲဆိုရင်မေးခွန်းနေနဲ့တူဆက်စကိုတယောက်အာဆင်နယ်သိစီပြောင်းရွှေ့လာတော့မလားဆိုရင်သုံးသပ်ချက်တွေကလည်းထပ်မံထွက်ပေါ်လာပါတယ်အာဆင်နယ်ဒီနေ့မှာတိုက်ဆုံတယောက်ခေါ်ယူဖို့ရှိနေပြီးတော့ live စစ်တိုက်ဆုံဘန်ဂျမင်ဆက်စကိုနဲ့ Sporting တိုက်ဆုံမှုဗီတာယိုဂရက်တို့ထဲကတယောက်ကိုခေါ်ယူနိုင်ခြေရှိနေပါခုတည်းကတော့အာဆင်နယ်သူတို့နှစ်ယောက်ထဲကတယောက်ကိုခေါ်ယူနိုင်ဖို့မနီးစပ်သေးပါဘူးခုလိုမျိုးဆက်စကိုအနေနဲ့အာဆင်နယ် follow လုပ်လိုက်တာကအမ်ဘရိတ်စီလာတော့မယ်ဆိုပြီးတော့မီးစိမ်းစားပြလိုက်တဲ့ဘောလာဆိုတာစောင့်ကြည့်သွားမှာပါဂန်နာဖိုင်အနေနဲ့ကတော့မမဆောင်းလို့ဖြစ်နေကြပြီးဘန်ဂျမင်ဆက်စကိုမျောလင်းရမလို့မမျောလင်းရမလို့ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်